မင်္ဂလာပါရှင်ပါရာဒိုက်မြန်မာ Audiobook Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ခုဆိုရင်တော့ကျမတို့ရဲ့ယုံကြည်လေးစားချစ်ခင်ကိုးကွယ်ရတဲ့ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ဘဝခရီးနဲ့ဓမ္မစီမီဆိုတဲ့စာအုပ်ကလေးကိုဖတ်ပြလာခဲ့တာအခန်း15သို့ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်ရှင်ရှေ့ပိုင်းမှာဆိုရင်တော့ဆရာတော်ကြီးရဲ့ပြည်ပပညာရေးခရီးမှာကြုံတွေ့ခဲ့ရတဲ့ခက်ခဲမှုအောင်မြင်မှုများကိုဖတ်ပြခဲ့တာဖြစ်ပြီးအခုဆက်လက်ပြီးတော့ဖတ်ပြပေးမှာကတော့ဆရာတော်ကြီးမဟာသူဘောဓာယုံတို့တကြော့ပြန်လဲရောက်ရှိလာပြီးလှုပ်ဆောင်မှုအောင်မြင်မှုများအကြောင်းကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။လိုက်ပါနားဆင်ခန်းစားကြည့်ပေးပါဦးနော်။ပါမောက္ခချုပ်ဆရာတော်နှင့်မဟာသူဘောဓာယုံတို့တကြော့ပြန်ခရီးအိန္ဒိယတီဟိုတိတိလင်္ကာအမေရိကစသောပြည်ပနိုင်ငံများတွင်ဘာတန္တရပညာများလေ့လာသင်ယူကအမေဗုဒ္ဓစတဒီဘွဲ့ရရှိခဲ့ပြီး PhD ဘွဲ့အတွက်စာတမ်းတင်သွင်းရန်ပြင်ဆင်ခဲ့ပြီးနောက်ပါမောက္ခချုပ်ဆရာတော်ကြီးသည်ကိုမြေကိုရီကိုဒေတာစကိုင်းမြို့မဟာသူဘောဓာယုံကျောင်းတိုက်သို့1355ခုနှစ်1994တွင်ပြန်လည်ရောက်ရှိခဲ့ပါသည်1348ခုနှစ်1986မှစ၍ပြည်ပပညာသင်ကြားရေးခရီးသည်10နှစ်တာကြာမြင့်ခဲ့ပါသည်အခက်ခဲမျိုးစုံကိုကျော်လွှားရင်အတွေ့အကြုံအဖုံဖုံလည်းရရှိခဲ့ပြီးတက်တော်လည်း54နှစ်ရှိလာခဲ့လေပြီမဟာသူဘောဓာယုံတောတုစနာတို့သည်ဆရာတော်ကြီးအားလှိုက်လဲစွာကြိုဆိုနေကြသည်ဆရာတော်ကြီးထံမှပညာရေးဆိုင်ရာဗဟုသုတတို့ကိုနာကြားမှတ်သားရန်စောင့်မျှော်နေကြလေသည်ဆရာတော်ကြီးပြန်ရောက်ပြီးသည့်နောက်တစ်နေ့1356ခုနှစ်1995တွင်နောင်တော်များဖြစ်ကြသောဦးလွန်မောင်ဦးဝိမလာဘိဝင်သားနှင့်ကျောင်းကုန်းဆရာတော်ဦးဥဒ္ဒရတို့လွန်တော်မူကြကုန်သည်တပံ1358ခုနှစ်1996တွင်လည်းနောင်တော်ရွှေကျက်ရဲ့ဆရာတော်ဦးညာနာဗလသည်လည်းလွန်တော်မူခဲ့ပြန်ပါသည်ထို့ကြောင့်မဟာသူဘောဓာယုံကျောင်းတိုက်၏အစဉ်လာရပမောက္ခချုပ်ဆရာတော်ကြီးသည်တိုက်တက်ဆရာတော်မှသည်တိုက်အုပ်ဆရာတော်ဖြင့်တိုးမြင့်တာဝန်ယူရလေသည်နောင်တော်ကြီးနာယကကြီးအရှင်နာရဒမာမူကျန်းကျန်းမာမာဖြင့်ကျောင်းတိုက်တာဝန်များကိုမလစ်ဟင်းရလေအောင်အားကျိုးမှန်တဲ့ထမ်းရွက်နေစေပင်ကျောင်းတိုက်သို့ပြန်လည်ရောက်သည့်နှင့်ပါမောက္ခချုပ်ဆရာတော်ကြီးသည်တိုက်အုပ်ဆရာတော်တာဝန်ယူကဓမ္မစရိယစာသင်တန်းသားများအားအထာဂရာကျမ်းများပို့ချပေးခဲ့ရသည်ပါမောက္ခချုပ်ဆရာတော်ကြီးပြည်ပပညာသင်ကြားရေးခရီးထွက်ခွာနေစဉ်တွင်မဟာသူဘောဓာယုံကျောင်းတိုက်၏ကိစ္စအဝဝဆောင်ရွက်ရန်နောင်တော်နာယကကြီးအတွက်လက်ယုံတစုများအားကိုအားထားရသောပဒါနစာချဆရာတော်တစ်ပါးရှိခဲ့ပါသည်ဘွဲ့အမီမှာဗတ္တန္တဝိသုဒ္ဓစာရာပိဝင်သားဖြစ်ပြီးယခုအခါမတရားသာသနာဇောတာယုံနာယကဆရာတော်ဖြင့်သာသနာတာဝန်ထမ်းဆောင်နေဆဲဖြစ်သောမတရားဆရာတော်ဖြစ်ပါသည်ပါမောက္ခချုပ်ဆရာတော်ကြီးပြည်ပခရီးမကြွမီမဟာသူဘောဓာယုံစွန်းစားကျောင်း၌ဆရာတော်ကြီးအားတပည့်များကကြော့ပွဲပြုလုပ်သည့်ခမ်းနား၌မရိယာဆရာတော်ကပါမောက္ခချုပ်ဆရာတော်ကြီးအားဆရာတော်ဖျားပြည်ပပညာတော်သင်ခရီးသွားတဲ့အခါမြတ်စွာဘုရားရှင်လက်ထက်တော်ကဆေးဆရာကြီးဇီဝကထုံနှလုံးမူပြီးတော့မြတ်များကြီးလဲတင်ယူပါမြန်လဲတင်ယူပါဟုလျှောက်ထားခဲ့သည်ပါမောက္ခချုပ်ဆရာတော်ကြီးကလည်းမရိယာဆရာတော်အားများကြီးလဲတင်ယူပါမယ်မြန်လဲတင်ယူပါမယ်ဟုဂရိပေးခဲ့သည်ဟုဆိုသည်သို့သောအကြောင်းကြောင့်ပညာသင်ကြားရေးခရီးသည်မြန်ကြီးမဖြစ်ခဲ့တက္ကသိုလ်တွေပိတ်ခဲ့သဖြင့်10နှစ်မြကြန့်ကြာခဲ့ရလေသည်မြန်ကြီးမဖြစ်ခဲ့တော့လေများကြီးတင်ယူခဲ့သဖြင့်ယခုအခါပါမောက္ခချုပ်ဆရာတော်ကြီးသည်လေဒီဆရာတော်ကြီး၏ပရမတ္ထဒီပဏီကိုအင်္ဂလိပ်ဘာသာသို့ပြန်ဆိုကာ PhD စာတမ်းအတွက်တင်သွင်းရန်ပြင်ဆင်နေပြီဖြစ်သည်ပါမောက္ခချုပ်ဆရာတော်နှင့်မတရားဆရာတော်မတရားမြို့သာသနာဇောတာယုံရွှေအုံးပင်ကျောင်းတိုက်သို့ခရီးတစ်ထောက်ရောက်ရှိခိုက်တွင်မတရားဆရာတော်ကြီးဗတ္တန္တဝိသုဒ္ဓစာရာပိဝင်သားနှင့်တွေ့ဆုံဖြစ်သည့်အခါမတရားဆရာတော်ကြီးကပါမောက္ခချုပ်ဆရာတော်ကြီးနှင့်ပတ်သက်၍မှတ်မိသမျှပြန်ပြောပြခဲ့ပါသည်ဘုန်းကြီးကပါမောက္ခချုပ်ဆရာတော်ကြီးနှင့်တက်တော်9နှစ်လောက်กว่าတယ်ဘုန်းကြီးကလည်းဆရာတော်ကြီးတို့ရဲ့ဇာတိညောင်မေရွာကပါပဲဒါပေမဲ့ဘုန်းကြီးတို့ကညောင်မေရွာတောင်ပိုင်းဇာတိညောင်မေရွာကတောင်ပိုင်းနဲ့မြောက်ပိုင်းလို့ကွဲသေးတာကိုအဲ့ဒီနှစ်ပိုင်းကြားမှာလည်းအင်ဂျီမရှိတော့အောင်ခြားသေးတယ်တကယ်ညောင်မေရွာလို့ခေါ်တာကပါမောက္ခချုပ်ဆရာတော်ကြီးတို့နေတဲ့မြောက်ပိုင်းကိုခေါ်တာဘုန်းကြီးတို့တောင်ပိုင်းကိုတော့နေပူကုန်းလို့ခေါ်တာ
ခုလက်ရှိမှာတော့တောင်ပိုင်းရောမြောက်ပိုင်းရောတစ်ဆက်တည်းဖြစ်သွားပြီးတော့ညောင်မင်းရွာလို့ပဲခေါ်ကြတော့တယ်မရိယာဆရာတော်ကြီးသည်12နှစ်သားအရွယ်တွင်ညောင်မင်းရွာပေါ်တော်မူကျောင်းတိုက်၌ကျောင်းသားဘဝဖြင့်စာသင်ခဲ့ပြီး73နှစ်သားအရွယ်တွင်ပေါ်တော်မူကျောင်းတိုက်တတိယဆရာတော်ဗတ္တနာပညာသီရိကိုဥပိ္ပစေပြု၍ရှင်သာမဏေဖြစ်သူရောက်ခဲ့လေသည်သာမဏေဘဝဖြင့်ပေါ်တော်မူဆရာတော်ထံမှပိဋကတ်အခြေခံကျမ်းစာများကို3နှစ်ခန့်သင်ယူပြီးနောက်စကိုင်းမြို့မဟာသူဘောရယုံကျောင်းတိုက်သို့ရောက်ရှိခဲ့လေသည်သူဘောရယုံနာယကကြီးခေါ်ဆောင်ချက်အရရောက်ရှိခဲ့သည်ဟုဆိုသည်သူဘောရယုံကျောင်းတိုက်က1320ပြည့်နှစ်မှာတည်တာဘုန်းကြီးက1325ခုနှစ်မှာသူဘောရယုံတိုက်ကိုရောက်ခဲ့တာအဲ့ဒီအချိန်မှာပါကျုပ်ဆရာတော်ကြီးကယဟန်9ဝါရနေပြီဘုန်းကြီးတို့သူဘောရယုံကိုရောက်တော့အခြေခံတရားကိုတင်းတဲ့အခါကျတော့နာယကဆရာကြီးစီကပဲအဓိကသင်ရတာတရားတင်းကြိုအခြေခံပုံနာယကကြီးရေးခဲ့တဲ့သူဘောတကသုံးနဲ့သင်ခဲ့ရတာနောက်ပါကျုပ်ဆရာတော်ကြီးရဲ့အထက်ကနောင်တော်ဥက္ကဏတာရခုတော့ဥကျော်နိုင်ပေါ့ခုနဝါနဲ့လူထွက်သွားတာသူစီမှာအခြေခံတင်းကြိုတော်တော်များများသင်ရတယ်သူကအတန်သိပ်ကောင်းတယ်ရွတ်အဖက်သိပ်ကောင်းတယ်ပါဠိကာရာတွေရွတ်တာဖတ်တာဆိုရင်သူအများဆုံးရွတ်ရတယ်သူနဲ့ဘုန်းကြီးတို့2နှစ်လောက်တူနေခဲ့ရတယ်ကျောင်းကုန်းဆရာတော်တိုက်အုပ်ဖြစ်တော့မှအခုပါကျုပ်ဆရာတော်ကတိုက်ကျက်ဖြစ်တာပထမတော့ပါကျုပ်ဆရာတော်ကပဓာနာစာချဆရာတော်ဘုန်းကြီးကတော့ပထမစာချဆရာတော်ပါကျုပ်ဆရာတော်ကပဓာနာစာချဘဝမှာတော်တော်ကြာခဲ့တယ်မရိယာဆရာတော်ကြီးသည်1330ပြည့်နှစ်တွင်မဟာသူဘောရယုံကျောင်းတိုက်၌ပင်နာယကကြီးအရှင်နာရဒကိုဥပိ္ပစေပြု၍ယဟန်ဘဝသို့ရောက်ရှိခဲ့ပါသည်1331ခုနှစ်တွင်အစိုးရဓမ္မစရိယစာမေးပွဲ၌ဂုံတူး3ချမ်းကိုဖြည့်ဆို့အောင်မြင်ခဲ့ပြီးသာသနာတစတိရိပဝရဓမ္မစရိယဘွဲ့1338ခုနှစ်တွင်ရန်ကုန်မြို့စေတီရင်ကနာပရိယတ္တိဓမ္မစရိယဘွဲ့1339ခုနှစ်တွင်မန္တလေးမြို့ပရိယတ္တိသာသနာဟိတဓမ္မစရိယဘွဲ့တို့ကိုရရှိတော်မူခဲ့ပြီးသာသအဓမ္မစရိယဘွဲ့ထူး3ခုပိုင်ဆိုင်သောပိဋကတ်ပညာရှင်ပုဂ္ဂိုလ်မြတ်တစ်ပါးဖြစ်ခဲ့ခြင်းဖြင့်မဟာသူဘောရယုံဤဂုံရီကိုမြင့်တင်ကနာယကဆရာတော်ကြီးနှင့်ပါမောက္ခချုပ်ဆရာတော်ကြီးတို့ဤကောင်းမြတ်သောပညာအမွေကိုခံယူနိုင်ခဲ့ပါသည်ဘုန်းကြီးတို့တကြတိဟာစာချတန်းဆိုင်ရာစာဝါတွေကိုတော့ပါကျုပ်ဆရာတော်ကြီးစီမှာပဲသင်တယ်။တာမဏေကျော်စာမေးပွဲတွေဖြေတုံးကလည်းပါကျုပ်ဆရာတော်ကြီးစီမှာပဲအဓိကသင်ရတယ်။စာချတန်းကြတော့လေပါကျုပ်ဆရာတော်ကြီးစီပဲ။အဲ့ဒီချိန်မှာပါကျုပ်ဆရာတော်ကြီးကပြီးဝင်သားရခဲ့ပြီးပြီ။ဘုန်းကြီးတို့ကိုရင်ဘွားနဲ့သူ့ဘောရာယုံစရောက်တဲ့1325ခုနှစ်ကလေးကပါကျုပ်ဆရာတော်ကြီးကပြီးဝင်သားရခဲ့ပြီးသား။မမရရပြောရမယ်ဆိုရင်အဲ့ဒီတုန်းကနာယကကြီးခကြီးသွားရင်ចောင်းသားနောက်ကပါရတယ်ဘုန်းကြီးရန်ကုန်ရောက်ဖူးတာပါကျုပ်ဆရာတော်ကြီးရန်ကုန်မှာဇေတိရင်ကနာစာမေးပွဲသွားဖြေတော့ကလိုက်သွားဘူးတာလူထွက်ပြီးကက်ပိယလုံရင်လိုက်သွားဘူးတာရန်ကုန်ကိုပထမဆုံးရောက်ဖူးတာပဲပစိုးတောင်အချိုးကြကြမွေးတက်သေးဘူးပမောက္ခချုပ်ဆရာတော်ကြီးရဲ့စာချတဲ့ပုံစံနဲ့စာချစွမ်းရည်ကိုဆရာတော်ဘလို့မြင်ပါတယ်ဖေ။အကိုင်တွေကောင်းတယ်လို့ပြောရမယ်။နားလေတဲ့စကားလုံးကိုတိတ်မရှိပဲတက်ကနေထိထိမိမိပြောကြားနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်။အတင်အပြကောင်းတယ်။စာချတဲ့နေရာမှာအချို့ပုံကိုယ်တွေကစကားရှိတယ်။ပါကျုပ်ဆရာတော်ကတော့တိတ်များများဆဆမပြောပဲလိုရင်းကိုပြောနိုင်တယ်။တရားလဲတရားမို့အဘိဓမ္မာလဲအဘိဓမ္မာမို့မေးလိုက်လို့ရှိရင်ခက်ခဲနေတာမရှိဘူး။ဖြေနိုင်တာကြီးပဲ။ပါဠိပါရဂူလဲရထားတာဆိုတော့ကျွမ်းကျင်နေတာပေါ့။ဘုန်းကြီးတို့ကတော့ပါကျုပ်ဆရာတော်လောက်စာသင်ရင်စိတ်မရှိဘူးဘုန်းကြီးကိုအင်္ဂလိပ်စာတက်စေခြင်းလို့ဆရာတော်ကသင်ပေးသေးတယ်တိတ်တက်စေခြင်းနဲ့သိစေခြင်းနာဘုန်းကြီးကအင်္ဂလိပ်စာအတန်ထွက်ရတာရှာရတယ်လေဆရာတော်ဆန္ဒမပြည့်ခဲ့ပါဘူးဘုန်းကြီးဘက်ကစိတ်ဝင်စားမှုအားနေတော့ဆရာတော်ဆန္ဒကိုမဖြည့်နိုင်ခဲ့ဘူးနောက်တိရိလင်္ကာကြွသွားပြီးတော့လှမ်းလှမ်းမေးသေးတယ်အင်္ဂလိပ်စာလုတ်ဖြစ်လာဆိုပြီးတော့ပေါ့ဘုန်းကြီးကအပြစ်လုပ်ယုံပဲဟိုဟာလေးဖက်ဒီဟာလေးဖက်နဲ့နောက်ပိုင်းမလုပ်ဖြစ်တော့ဘူးပမောက္ခချုပ်ဆရာတော်ကြီးရဲ့နေပုံထိုင်ပုံနဲ့ပတ်သက်ပြီးတော့ဆရာတော်တွေ့မြင်ခဲ့ပုံလေးမိတ်ရှိပါအောင်ဖေ။ဆရာတော်ကငယ်စဉ်ကလေးကဥပရိတန်ပတ်တိပြည့်စုံနေပြောတာဆိုတာစာပေပို့ချတာကအစအနေအထိုင်အလွန်သိမ်မွေ့တယ်ဒီကနေ့ထိသတိထားမိတာကတော့နှုတ်ထွက်ရိုင်းတာတခါမှမကြားဘူးပြောချင်ရင်ထိအောင်မိအောင်ပြောတတ်တယ်မန်နာမန်နဲ့ငေါက်တာငေါက်မယ်သို့တော်ရိုင်းရိုင်းဆိုင်ဆိုင်ဆဲဆိုတာတခါမှမကြားဘူး
ဒီအတွက်အမြဲတမ်းသတိထားနေလားဒါမှမဟုတ်ဘာဖြစ်လို့လဲတော့မသိဘူးပင်ကိုကတိမ်မွေ့နေလို့လားမသိဘူးနာယကကြီးလည်းအဲ့ဒီလိုပဲအများဆုံးဆဲတာခွေးကောင်ပဲပါကျုပ်ဆရာတော်ကြတော့အဲ့ဒီလိုဆဲတာတောင်မကြားဘူးမတရားဆရာတော်ဗတ္တန္တဝိတုဒ္ဓစာရာပိဝင်သားသည်1330ပြည့်နှစ်မဟာသူဘောရာယုံကျောင်းတိုက်တွင်ယဟန်ဖြစ်ခဲ့သည်မှစ၍1360ပြည့်နှစ်အထိနှစ်ပေါင်း30တိုင်တိုင်ဂါနဝါစကစာချဘုံကြီးပထမစာချဘုံကြီးပဒါနစာချဘုံကြီးတိုက်ကျက်ဆရာတော်စသည်ဖြင့်ကျောင်းတိုက်တာဝန်မျိုးမျိုးကိုစင်ကဲထမ်းဆောင်ကာနိုင်ကဆရာတော်ကြီးပေးအပ်လာသောတာဝန်များကိုအာသွန်ခွန်ဆိုင်ဆောင်ရွက်ခဲ့ပါသည်မရိယာဆရာတော်ကြီးသည်မဟာသူဘောရာယုံကျောင်းတိုက်ကြီး၏စောက်လုပ်ရေးအုပ်ချုပ်ရေးစီမံခန့်ခွဲရေးပညာသင်ကြားရေးတာဝန်များကိုအောင်မြင်စွာဆောင်ရွက်တော်မူခဲ့သည့်အတွက်ကျောင်းတိုက်တွင်ရှိတန်ဃာတော်များ၏လေးစားကြည်ညိုမှုကိုရရှိခဲ့သူဖြစ်ပါသည်ကျောင်းတိုက်တွင်ရှိကျောင်းဆောင်များကိုစနစ်တကျရေးဆွဲစီမံ၍စောက်လုပ်ခြင်းစာသင်သားတို့အားကျောင်းတိုက်စည်းကမ်းနှင့်အညီအုပ်ချုပ်ခြင်းရည်ချင်းပြေဝသည့်စာအောင်တန်ဃာတော်မြောက်များစွာပေါ်ထွက်လာအောင်သင်ကြားပို့ချပေးခဲ့ခြင်းဖြင့်မဟာသူဘောရာယုံကျောင်းတိုက်၏ဂုဏ်ရောင်ကိုထွန်းလင်းပြောင်းအောင်ကုညီပံ့ပိုးပေးခဲ့သည့်ဆရာတော်ဖြစ်ပါသည်တိုက်အုပ်ဆရာတော်ဖြစ်တာဝန်ယူနေသည့်ပါမောက္ခချုပ်ဆရာတော်ကြီးနိုင်ငံခြားပညာတော်သင်ကိစ္စများမအားမလန့်ရှိနေစဉ်အတွင်းမရိယာဆရာတော်ကြီးသည်မဟာသူဘောရာယုံ၏အုပ်ချုပ်မှုကိစ္စအဝဝကိုမလစ်ဟင်းရလေအောင်ဖြည့်ဆည်းစွမ်းဆောင်ပေးတော်မူခဲ့သည်မရိယာဆရာတော်ကြီး၏သာသနာရေးကိစ္စများတွင်ဇွဲလုံးလာကြီးမားခြင်းစိတ်နေစိတ်ထားဖြောင့်မှန်၍တည်ကြည်ရိုးသားခြင်းတို့ကြောင့်1360ပြည့်နှစ်မှစ၍မတရားမျိုးအမှတ်9နယ်မြေသာသနာဇောတာယုံရွှေအုံးပင်ကျောင်းတိုက်၏ဗဒနာနာယကဆရာတော်ဖြင့်နာယကကြီးအရှင်နာရတကတာဝန်ပေးခဲ့တော်သည်မှတ်ချက်ယခုကမရိယာဆရာတော်ကြီးသည်နိုင်ငံတော်မှချီးမြှင့်ပေးရခဲ့သောမဟာကန္နာဝါစကပွဲတစ်စိတ်ကို1993ခုနှစ်တွင်၎င်းအကမဟာကန္နာဝါစကပန္နိတာပွဲတစ်စိတ်ကို2003ခုနှစ်တွင်၎င်းစက္ကပ်လှူဒန်းခြင်းခံခဲ့ရပြီးဖြစ်ပါသည်မဟာသူဘောရာယုံကျောင်းတိုက်အောင်မြင်မှုများ1320ပြည့်နှစ်ကတည်ထောင်ခဲ့သောမဟာသူဘောရာယုံကျောင်းတိုက်သည်ပါမောက္ခချုပ်ဆရာတော်ကြီးပြည်ပပညာတော်သင်ခီးမှပြန်ရောက်ခဲ့သည်1355ခုနှစ်1994တွင်ကျောင်းတိုက်သက်တမ်း35နှစ်ကျော်လာခဲ့ပြီဖြစ်ပါသည်ကျောင်းတိုက်သက်တမ်း35နှစ်ကျော်လာချိန်တွင်ကျောင်းတိုက်တန်ခါအရေးအတွက်များလာသလိုပညာရေးအောင်မြင်မှုတွေကလည်းအားရစရာကောင်းလောက်သည့်မှတ်တမ်းများပေါ်ထွက်ခဲ့ပါသည်1320ပြည့်နှစ်မှ1329ခုနှစ်ထိပထမ10စုနှစ်အတွင်းစာချစာသင်ဝါဆိုတန်ခါပေါင်း333ပါးရှိခဲ့ပြီးတာမဏိကျော်ဘွဲ့ရ3ပါးပါဠိပါရဂူဘွဲ့ရ1ပါးဇီတိယင်္ဂနဓမ္မစရိယဘွဲ့ရ1ပါးတက်ကြတိဟဓမ္မစရိယဘွဲ့ရ1ပါးဒီကဘာနကဘွဲ့ရ2ပါးအစိုးရပထမကြီး10ပါးပထမလက်22ပါးပထမငယ်40ပါးသူဘောတကမူလရန်ပေါင်းစုံ158ပါးစုစုပေါင်း235ပါးအောင်မြင်ခဲ့ကြလေသည်ဤမှတ်တမ်းတွင်ပါမောက္ခချုပ်ဆရာတော်ကြီးနှင့်ရှင်သူတဒနာဝေဘုံကံရွာမရိယာမြို့နယ်ဇာတိတို့သည်မန္တလေးမြို့ပရိယတ္တိစာသင်သာသနာဟိတတက်ကြတိဟအသင်းကြီးကကျင်းပခဲ့သောတာမဏိကျော်စာမေးပွဲများ၌ပထမအဆင့်ဒုတိယအဆင့်တတိယအဆင့်သုံးဆင့်လုံးတွင်နံပါတ်1ပထမကြီးရကြသည့်မှတ်တမ်းကောင်းတင်နိုင်ခဲ့လေသည်ဒုတိယ10စုနှစ်ဖြစ်သည့်1330ပြည့်နှစ်မှာ1339ခုနှစ်တွင်ဝါဆိုတန်ခါ426ပါးရှိလာခဲ့ပြီးတာမဏိကျော်ဘွဲ့ရ4ပါးအစိုးရဓမ္မစရိယ9ပါးဇီတိယင်္ဂနဓမ္မစရိယ2ပါးတကြတိဟဓမ္မစရိယ1ပါးအစိုးရပထမကြီး4ပါးပထမလက်73ပါးပထငယ်28ပါးသူဘောတကမူလာရန်ပေါင်းစုံ309ပါးစုစုပေါင်း368ပါးအောင်မြင်မှုမှတ်တိုင်များစိုက်ထူနိုင်ခဲ့ပြန်ပါသည်1340ပြည့်နှစ်မှ1349ခုနှစ်အတွင်း၌စာချစာသင်ဝါဆိုတန်ဃာတော်1308ပါးအထိတိုးတက်လာခဲ့ပြီးတာမဏိကျော်ဘွဲ့ရ6ပါးအစိုးရဓမ္မစရိယ3ပါးပထမကြီး6ပါးပထမလက်53ပါးပထမငယ်153ပါးသူဘောတကမူလာရန်ပေါင်းစုံ665ပါးစကိုင်းသာသနာလင်္ကာယတာမဏိကျော်စာမေးပွဲတန်းပေါင်းစုံ998ပါးစုစုပေါင်း1484ပါးအောင်ပန်းစုခုနိုင်ခဲ့လေသည်စရုထ10စုနှစ်ဖြစ်သည့်1350ပြည့်နှစ်မှာ1359ခုနှစ်အတွင်းစာချစာသင်ဝါဆိုတန်ခါပေါင်း1952ပါးအထိ
ထက်မှန်တိုးတက်လာခဲ့ပြီးတာမဏေကျော်၈ပါးအစိုးရဓမ္မစရိယ9ပါးပါဠိပါရဂူ2ပါးဇေတိရင်ကနဓမ္မစရိယ1ပါးတကြတိဟဓမ္မစရိယ1ပါးအစိုးရဥပထောဝီဘင်္ဂဒရဘွဲရ4ပါးအစိုးရဝိနည်းကောဝိဒ1ပါးအစိုးရဝိနည်းဝိတုဘွဲရ8ပါးအစိုးရအင်္ဂုတ္တရနိကာယဝိတုဘွဲရ2ပါးအစိုးရပထမကြီး34ပါးပထမလက်180ပါးပထမငယ်156ပါးသူဘောတကမူလာရန်ပေါင်းစုံ190ပါးစကိုင်းသာသနာလင်္ကာယစာမေးပွဲတန်းပေါင်းစုံ992ပါးအတန်းအတီးတီး၌စုစုပေါင်း1386ပါးအောင်မြင်မှုမှတ်တိုင်စိုက်ထူနိုင်ခဲ့ကြပါသည်ထူးခြားမှုအနေဖြင့်1352ခုနှစ်အစိုးရဓမ္မစရိယစာမေးပွဲ၌ခင်ဦးမြို့နယ်တန်ဖိုးဇာတိဖြစ်သောရှင်ဝိလာသာလင်္ကာယသည်တနိုင်ငံလုံး၌ပထမရရှိခဲ့၍အကမဟာအကျော်ဘွဲ့ရရှိခဲ့ခြင်း1354ခုနှစ်အစိုးရနိကေစာမေးပွဲ၌မရယာမြို့ဇာတိအရှင်ကုသလာလင်္ကာရသည်ဝိနည်းပိဋက၌တနိုင်ငံလုံးဒုတိယရရှိခဲ့ခြင်းနှင့်1358ခုနှစ်အစိုးရဓမ္မစရိယစာမေးပွဲ၌ရှမ်းပြည်နယ်ရွာငံဇာတိဖြစ်သောအရှင်ဓမ္မနန္ဒာလင်္ကာယသည်တနိုင်ငံလုံးဒုတိယရရှိခဲ့ခြင်းဟုသောမှတ်တမ်းကောင်းများစွာစိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါသည်ပရိယတိပညာရေးလောကတွင်ခက်ခဲစွာကြော်ဖြတ်ရသည့်စာမေးပွဲကြီး2ခုရှိပါသည်၎င်းတို့မှာပထမကြီးတန်းနှင့်ဓမ္မစရိယတန်းတို့ဖြစ်သည်ဉာဏ်ရည်သွေးအားနည်းသူတို့မှာထိုအဆင့်2ဆင့်ကိုနှင့်များစွာချီ၍ဖြတ်တန်းကြရလေသည်ပထမကြီးတန်း၌တက်နေသူနှင့်ဓမ္မစရိယတန်း၌ရက်နေသူများမှာဒုနှင့်ဒေဖြစ်သည်ထို့ကြောင့်ရှင်ဝိလာသသည်ဒီနေ့ဒီဖြင့်3ချမ်းလုံးနှစ်ချင်းပြီးယုံများမကအမတ်အများဆုံးဖြင့်အကမဟာကျော်ဘွဲ့ကိုစုကူးနိုင်ခဲ့ခြင်းသည်ထူးခြားသောအောင်မြင်မှုဟုမှတ်ယူရပေမည်ဤဒီမှာ16နှစ်သားနှင့်ဓမ္မစရိယတန်းကိုဂုံတူးချမ်း2ချမ်းနှင့်အတူအောင်မြင်ခဲ့သောဆရာသမားဖြစ်သူပါမောက္ခချုပ်ဆရာတော်ကြီး၏ခြေရာနောက်ကလိုက်ပါလာသည့်တပည့်ကောင်းတစ်ပါးဟုဆိုရမည်ဖြစ်သည်ယခုအခါအဆိုပါအရှင်ဝိလာသာလင်္ကာရသည်2015ခုနှစ်တွင်အိန္ဒိယနိုင်ငံဆန်စကရစ်တက္ကသိုလ်မှ PhD ဒေါက်တာဘွဲ့ရရှိခဲ့ပြီးအိန္ဒိယနိုင်ငံနှင့်ထိုင်းနိုင်ငံတို့တွင်သာသနာပြုလုပ်ငန်းများဆောင်ရွက်ခဲ့ပြီးဇာတိရက်ရွာဖြစ်သည့်တန်ဖိုရွာရွှေမိုးအောင်တောရကျောင်း၌သတင်းသုံးနေထိုင်လျက်ရှိသည်ဟုသိရသည်ကိုယ်တိုင်လည်းကျင့်သူတစ်ပါးကိုလည်းကျင့်စေခဲ့သူစာသင်တိုက်တစ်ခုအောင်မြင်တိုးတက်ဖို့ဟူသည်လွယ်ကူသောကိစ္စမဟုတ်ပေစာသင်တိုက်ကိုဦးစီးဆောင်ရွက်ကြရသောရှေ့ဆောင်ပုဂ္ဂိုလ်များအရေးချင်းပြေဝမှုသည်စာသင်တိုက်အောင်မြင်မှုအတွက်အရေးကြီးသောအခန်းကဏ္ဍမှပါဝင်သည်ဟုဆိုကြပါသည်ဘောတင်ကူရာဟုသောညောင်ပင်ရွာအညွန့်ဖူးများဖြစ်ကြသည့်ဓမ္မစရိယဘွဲ့ရညီနောင်6ပါးစုစည်း၍တည်ထောင်ခဲ့ကြသောမဟာသူဘောရာယုံကျောင်းတိုက်သည်ဆယ်စုနှစ်4ခုအကြာတွင်ပရိယတ္တိပညာရေးနယ်ပယ်၌အောင်မြင်မှုများစွာဖြင့်သာသနာသမိုင်းအစဉ်လာကောင်းတစ်ခုကိုရေးထိုးနိုင်ခဲ့ပေပြီမဟာသူဘောရာယုံကျောင်းတိုက်သည်ပရိယတ္တိပညာရေးဌာနဖြစ်ကဲ့သို့ကျင့်ဝတ်ပိတသီလမြတ်နိုးကြသည်အဖိုးရန်သာသနာအာဇာနည်များပေါ်ထွက်လာသည်ဖို့ရှေးဆောင်လမ်းပြပြုလုပ်နေသည်ဟုဆိုကြပါသည်ရွှေကျင်သာသနာပိုင်အဘိဓဇာမဟာရထဂုရုစံကင်းဆရာတော်ကြီး၏တပည့်ရင်းများဖြစ်သည့်အတိုင်းကောင်းမြတ်သောအစဉ်လာဓမ္မအမွေကိုခံယူ၍ပြုစုပြောထောင်ခဲ့ကြသဖြင့်နှစ်နှင်းငယ်တွင်သာသနာအညွန့်ဘူးများပေါ်ထွက်လာကြသည်မှာအားရကျေနပ်ဖွယ်ကောင်းလာပေသည်အင်္ဂုတ္တပါဠိတော်တွင်1မိမိသာကျင့်၍သူတစ်ပါးကိုမဆုံးမသူ2သူတစ်ပါးကိုသာဆုံးမ၍မိမိကိုယ်တိုင်မကျင့်သူ3မိမိကိုယ်တိုင်လည်းကျင့်သူတစ်ပါးကိုလည်းကျင့်စေသူ4မိမိကိုယ်တိုင်လည်းမကျင့်သူတစ်ပါးကိုလည်းမကျင့်စေသူဟု၍ပုဂ္ဂိုလ်၄မျိုးပါရှိရာမဟာသူဘောရာယုံတိုက်တီထောင်ကြသောညီနောင်6ပါးတို့သည်နံပါတ်3အမျိုးအစားဖြစ်သည့်မိမိကိုယ်တိုင်လည်းကျင့်သူတစ်ပါးကိုလည်းကျင့်စေသောပုဂ္ဂိုလ်အမျိုးအစားတွင်ပါဝင်သည်ဟုဆိုကြပါသည်ကိုယ်တိုင်မကျင့်မဲသူတစ်ပါးကိုသာကျင့်စေသည့်ခေါင်းဆောင်မှုအောက်တွင်ကြီးပြင်းလာကြရသောနောက်လိုက်တို့သည်ကြာသောအခါခေါင်းဆောင်ကိုကြည်တက်လာကြပြီးသူတော်မှမကျင့်တာငါတို့လည်းဘာကျင့်စရာလိုလို့လဲဟုသောအတွေ့များဝင်လာတတ်ကြသည်ငါပြောသလိုလုပ်ငါလုပ်သလိုမလုပ်နဲ့ဟုသောမူဝါဒကင်ဆွဲလျင်ကြာလာသည်နှင့်အမျှအောင်မြင်မှုမှသွေးဖဲကကြာဆုံးခြင်းသို့ဥတည်ပေလိမ့်မည်ကိုယ်တိုင်လည်းကျင့်သူတစ်ပါးကိုလည်းကျင့်စေ၍သာမဟာသူဘောရာယုံကျောင်းတိုက်သည်နှစ်40အတော်တွင်ဤမျှအောင်မြင်လာခဲ့ခြင်းဖြစ်ပါသည်မဟာသူဘောရာယုံနှင့်ပတ်သက်၍ရန်ကင်းမဟာဗောဓိစာသင်တိုက်ဆရာတော်ကြီးဗဒ္ဒနာပဏိတာပိဝင်သားကမှတ်ချက်ပေးရာတွင်မဟာသူဘောရာယုံဆရာတော်များ၏သာသနာအဆက်နွယ်ကပထမရွှေကျင်းဆရာတော်
မဟာဝိသုဒ္ဓယုံဆရာတော်စံကင်းဆရာတော်ဘာသာလီကာကျမ်းပြုကျော်မရဘူရမျိုးမဟာကန္နာယုံဆရာတော်များ၏အဆက်နွယ်ဖြစ်သည်ပထမရွှေကျင်ဆရာတော်မဟာဝိသုဒ္ဓယုံဆရာတော်စံကင်းဆရာတော်ဖျားတို့ထုံးညှိထားသောဓမ္မစီမီသည်မြန်မာနိုင်ငံနှင့်ကမ္ဘာနိုင်ငံအရရက်တွင်တင်းလျက်ထိန်လျက်တာလျက်ပင်ရှိသည်ဘာသာလီကာကျမ်းပြုအကျော်မရဘူရမျိုးမဟာကန္နာယုံဆရာတော်ထုံးညှိထားသောဓမ္မစီမီများကမြန်မာနိုင်ငံရဲ့ရှိစာတင်တိုက်တိုင်းစာချဘုံကြီးတိုင်းစာတင်သားတိုင်းလက်ကင်ပြုကတွန်းလင်းဝေပြထိန်ထိန်သားလျက်ရှိပါသည်အဘိဓဆမဟာရထဂုရုမဟာသူဘောဓယုံကျောင်းတိုက်ဆရာတော်ဤမိသားစုကထူးခြားသည့်မိသားစုများဖြစ်သည်ဆရာတော်ကြီးဤဖခမီးတော်ဦးဆန်လာကဥကုနောတရားအမိဖြင့်ယဟန်ဘဝကိုရယူပြီးမေတော်ကြီးဒေါခင်ကလည်းဒေါ်ဝင်တက်ကီအမိဖြင့်သာသနာအနွယ်ဝင်သီလရှင်ဖြင့်ရယူလိုက်သည်ဆရာတော်နှင့်ညီနောင်ရင်ဖွာသားတော်များကလည်းဗတ္တန္တနာရတဗတ္တန္တဝိမလာပိဝင်တဗတ္တန္တညာနာပလဗတ္တန္တဥတ္တရာဗတ္တန္တတာရဗတ္တန္တဒေါက်တာနန္ဒမာလာပိဝင်တဟုသောအမည်ဖြင့်ယဟန်ဖြစ်ကိုခံယူကြသည်ဆရာတော်ဤနှမတော်မသိန်းကြီးကလည်း14နှစ်သမီးရွယ်ကပင်မက္ကိစနာဟုသောအမည်ဖြင့်သာသနာ့နွယ်ဝင်သီလရှင်ဖြစ်ခဲ့သည်ပုံပမာပြ၍နှိုင်းရှင်ရသောဓမ္မသေနာပတိတရားစစ်သူကြီးဖြစ်တော်မူသောလက်ရယံအက္ကတာဝကရှင်သာရိပုတ္တရာမထေရမြတ်၏ညီအကိုနောင်ပွားမောင်နှမများနှင့်အလားတူလာပြီသည်ရှင်သာရိပုတ္တရာမထေရမြတ်နှင့်ညီတော်များဖြစ်ကြသောအရှင်စုံဒအရှင်ဥပသေနာကတိရဝနိယအရှင်ယေဝဒတို့သည်ယဟန်ဖြစ်ကိုခံယူကာအာတဝောကင်းကွာယဟန်နာများဖြစ်ကြသည်နှမတော်ဆာလာဥပဆာလာတိတုပဆာလာတို့သည်လည်းဘိက္ခုနီအဖြစ်ကိုခံယူ၍အာတဝောကင်းကွာယဟန်နာထေရီမများဖြစ်ကြသည်တို့ဖြစ်၍မဟာသူဘောဓယုံဆရာတော်ကြီးတို့၏မိသားစုများသည်ရှင်သာရိပုတ္တရာမထေရမြတ်၏မိသားစုများနှင့်နှိုင်းပြစရာဥပမာတူလာပေသည်မဟာသူဘောဓယုံဆရာတော်ကြီးနှင့်ညီနောင်6ပါးတို့သည်1320ပြည့်နှစ်နေုံလာပြေမဟာသမယနေ့တွင်မဟာသူဘောဓယုံကျောင်းတိုက်ကိုတည်ထောင်၍ဓမ္မစီမီကိုစတင်ထုံးညှိပေးကြသည်အစကောင်းတော့အနှောင်းသေးချာဆိုသည့်အတိုင်းကျောင်းတိုက်စတည်ထောင်ကြသည့်ညီနောင်6ပါးဆရာတော်များသည်ထိုစဉ်ကပင်ဓမ္မစရိယဘွဲ့ရများကြီးဖြစ်ကြသည်ဤချက်ကလည်းအောင်မြင်မှုရရှိဖို့ရန်အကြောင်းတစ်ချက်ပင်ဖြစ်ပေသည်စာတင်တိုက်တိုက်တည်ထောင်ရာတွင်စာတင်တိုက်ဆရာတော်များအရေးချင်းပြေဖို့လိုသည်ဉာဏ်ပညာတော်သည့်တပည့်များရောက်လာဖို့ကလည်းလိုသည်ဤနှစ်ချက်ညီမျှမှထူးခြားသည့်အောင်မြင်မှုများကိုရနိုင်မည်ဖြစ်သည်မဟာသူဘောဓယုံစာတင်တိုက်ကဤနှစ်ချက်နှင့်ပြည့်စုံလျက်ရှိသည်တို့ဖြစ်ပါ၍အောင်ပန်းလီလီရနေခြင်းဖြစ်သည်ဇွဲကိုမူတီအောင်ရမည်ဟူသောစောင်းပုတ်နှင့်အညီညီနောင်6ပါးတို့သည်တမတ်ပရံတရားထက်သန်စွာထားလျက်ဓမ္မစီမီထွန်းညှိပေးတော်မူကြရာမဟာသုတ်ဘောဓယုံဓမ္မစီမီရောင်ကတစ်နှစ်ထက်တစ်နှစ်တစထက်တစတိုး၍လင်းလက်တောက်ပြောင်၍လာပေသည်1320ပြည့်နှစ်မှစ၍1369နှစ်အထိဓမ္မစီမီထွန်းညှိပေးသဖြင့်အကမဟာပဏိတဘွဲ့စာချဘွဲ့အမေမဟာဝိဇ္ဇာဘွဲ့ PhD ပါရဂူဘွဲ့တိပိတကဒရဘွဲ့အဘိဝင်သဘွဲ့ပါဠိပါရဂူဘွဲ့ဓမ္မစရိယဘွဲ့တာမဏေကျော်ဘွဲ့ဝိတုဘွဲ့မဟာဝိတုဘွဲ့ရပုဂ္ဂိုလ်ကျော်မြောင်များစွာပေါ်ထွက်ခဲ့ပြီဤသို့လျှင်မဟာသူဘောဓယုံဆရာတော်ကြီးနှင့်စာချစာတင်ထေအရှင်တို့ထွန်းညှိထားသောဓမ္မစီမီရောင်များကမြန်မာနိုင်ငံအနှံ့သာမကအိန္ဒိယတိရိလင်္ကာထိုင်းစင်ကာပူကမ်ဘောဒီးယားမလေးရှားအမေရိကန်စသောကမ္ဘာနိုင်ငံအနှံ့ထွန်းလင်းဝေပြထိမ့်ထိန်သာလျက်ရှိနေတော့သည်ဟုရေးသားမှတ်တမ်းတင်ခဲ့ပါသည်မဟာသူဘောဓယုံကျောင်းတိုက်တစိတ်လိုကိုနောင်တော်နာယကကြီးအရှင်နာရဒသည်စာပေအမှုပညာဝါသနာပါသူမူကြပြလင်္ကာများရေးဖွဲ့တတ်သလိုပကြီးတရုတ်ဖော်များရေးဆွဲဖော်ညွှန်းရ၌လည်းစိတ်ဝင်စားသူဖြစ်ပါသည်နောင်တော်ကြီးခြေရာကိုနင်းသူမှာပါမောက္ခချုပ်ဆရာတော်ကြီးဖြစ်ပါသည်ပါမောက္ခချုပ်ဆရာတော်ကြီးသည်လည်းစာပေအမှုပညာပကြီးတရုတ်ဖော်ပုံများကိုရေးဆွဲရ၌နောင်တော်ကြီးကဲ့သို့ပင်ဝါသနာထုံသူဖြစ်ပါသည်ထို့ကြောင့်ပင်မဟာသူဘောဓယုံကျောင်းတိုက်တစိတ်ပြုလုပ်ရာတွင်လေးနက်သောအဓိပ္ပာယ်ဖွဲ့စည်းမှုများဖြင့်ပြုလုပ်ဖန်တီးခဲ့ကြပါသည်1မဟာသူဘောဓယုံကျောင်းတိုက်တစိတ်ဝိုင်းအလယ်၌လန်းဆန်းနေသောဘောဓိညောင်ညွန့်သည်မန္တလေးတိုင်းစင့်ကူးမြို့နယ်ညောင်ပင်ရွာစာတိပွားဘောဓိပင်ဤအညွန့်အညောင်တပွဲဖြစ်တော်မူကြသည့်သာသနာအာဇာနည်အရှင်မြတ်များတည်ထောင်ကြသည့်ကျောင်းတိုက်ဖြစ်သည်ဟုသောအဓိပ္ပာယ်ကိုညွှန်းဆိုပါသည်2ဘောဓိညောင်ရွက်9ရွက်သည်
ခမီးတော်ဥကုနောဒီယာနှင့်တကွာနောင်ကြီး6ပါးပေါင်းကြောင်းတိုက်တဲ့အာဇာနည်ယဟန်တော်အရှင်မြတ်9ပါးကိုညွှန်းဆိုပါသည်3ဘောဓိညောင်ရွက်9ရွက်တို့သည်မူလအကိုင်းခက်ကွဲပြားမှုမရှိဘဲတစ်ခက်တည်းမှဖြာထွက်နေခြင်းသည်ကြောင်းတိုက်တဲ့အာဇာနည်အရှင်မြတ်တို့သည်လောကီရေးရာတွင်တခုတည်းသောမိသားစုမှပေါက်ဖွားလာကြပြီးလျှင်သာသနာရေးရာတွင်လည်းတစုတည်းသောဥပ္ပစေဆရာမှပေါက်ဖွားကြကာမကွဲမပြားတသားတည်းကိုယ်စိတ်ညီညာစွာဤကြောင်းတိုက်ကြီးကိုတီထောင်ခဲ့ကြသည်ဟုသောအဓိပ္ပာယ်ကိုညွှန်းဆိုပါသည်၄ဘောဓိညောင်ညွန့်ဤအောက်ခြေမြေပြင်နေရာ၌ဘောဓင်ကုရဟုသောစာတန်းဤအဓိပ္ပာယ်သည်ကျေးဇူးတော်ရှင်ဥပိ္ပစေဆရာဖြစ်တော်မူသည့်နဝမရွှေကျင်းသာသနာပိုင်စံကင်းဆရာတော်ကြီးမိန့်ကြားတော်မူသည့်စကားကိုထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါသည်ဘောဓင်ကုရညောင်ပင်ရွာသားအညွန့်ညောင်များဟုဆိုလိုပါသည်၅တစိမ့်ဝိုင်းပတ်လေမြင်းဝိုင်းအတွင်းတွင်စပယ်ပွင့်ကြားခံလျက်စကိုင်းမြို့မဟာသူဘောရာယုံကျောင်းတိုက်1320 2502ဟုသောစာတန်းသည်စပယ်ပန်းဖြင့်ကျောင်းတိုက်တေရာနေုံလကိုညွှန်းဆိုပြီးစာတန်းဖြင့်ကျောင်းတိုက်ကြီးတည်ရှိရာကျောင်းတိုက်အမီကျောင်းတိုက်တဲသည့်မြမတက္ကရေသာသနာတော်နှစ်တို့ကိုပြဆိုပါသည်6တစိမ့်အောက်ခြေတွင်ကျောင်းတိုက်၏ခံယူချက်ထားသည့်စာပေလဲတင်ကျင့်လဲပြင်မြင့်တင်သာသနာစသည်ကိုရေးသားဖော်ကျူးထားပါသည်ဤသို့ဖြင့်မဟာသူဘောရာယုံကျောင်းတိုက်တစိမ့်လိုကိုသည်တင့်တယ်ဝင့်တယ်စွာပေါ်ထွက်လာပါတော့သည်မစ္စရီကျောင်းတိုက်တွေအစီအည်စကိုင်းမြို့မဟာသူဘောရာယုံကျောင်းတိုက်အတွင်းသို့ဝင်ရောက်ကြည့်ပါကညီညီညာညာအကွက်ကြကြဆောက်လုပ်ထားသောကျောင်းတော်များကိုတွေ့ရှိရမည်ဖြစ်ပါသည်ကျောင်းတိုက်လေးတွေကစီစီရီရီညီညီညာညာရှိသလိုကျောင်းမီများမှလည်းမစ္စရီဟုသောပုတ်ကလေးပါရှိသည်ကိုတွေ့ရမည်ဖြစ်သည်ပန်းခိုင်ဟုသောအနက်အဓိပ္ပာယ်ရသည်ထို့ကြောင့်တန်ခါများစုပေါင်းနေထိုင်ရာကျောင်းဆောင်များဖြစ်၍ပန်းခိုင်သဖွယ်တင်စားမှဲ့ခေါ်ထားခြင်းဖြစ်ပါသည်ဗဒနာနာယကဆရာတော်ကြီးအရှင်နာရတသည်ကျောင်းဆောင်များကိုအမိပေးရာတွင်ကျောင်းဆောက်လုပ်သူဒါယကများ၏အလုတ်အကိုင်းတန်ဃာတော်များအသုံးပြုမှုကျောင်းတိုက်၏ထူးခြားသောအကြောင်းနောက်ခံချက်များကိုအရင်ခံ၍အမိပေးလေရှိသည်ဟုဆိုသည်ပမာအားဖြင့်ရွှေကုံတဲ့ဒေါ်တန်းဆောက်လုပ်လူရန်သောအကြောင်းကိုရတနာမေစီကြီးမိုးကုတ်ကြောက်လုပ်ငန်းလုပ်ကြသည်ဒေါ်ထွန်းဒေါ်တင်နှင့်အဖွဲ့လှူဒန်းအပ်သောအကြောင်းကိုဝိစီယမစ္စရီပြည်တော်အေးဂျုံဆက်ဦးထွန်းအေးဒေါ်တင်ညွတ်မိသားစုလှူဒန်းအပ်သောအကြောင်းကိုတန်တမစ္စရီစသည်ဖြင့်အမိပေးထားပါသည်တန်ဃာတော်များအသုံးပြုမှုနှင့်ပတ်သက်သောကျောင်းဆောင်များကိုအမိပေးရာတွင်လည်းဂီလာနာတန်ဃာတော်များသတင်း300ကျောင်းဆောင်ကိုဘေတစီမစ္စရီစွမ်းစားကျောင်းကိုဘောဇနာမစ္စရီဗတ္တကမစ္စရီဟု၎င်းတိမ်တိုက်ကိုသာသနာမစ္စရီဟု၎င်းအမိပေးထားပါသည်ထူးခြားသောနောက်ခံအကြောင်းများကိုအကြောင်းပြု၍အမိပေးရ၌ပဓာနာနာယကဆရာတော်အကမဟာပဏိတဘွဲတစိတ်တော်ရသည်ကိုအကြောင်းပြု၍ဦးသိမ်းမောင်ဒေါ်အမပကံတိုက်မိသားစုလှူဒန်းအပ်သောအကြောင်းကိုအကမစ္စရီဟု၎င်းတိုက်ကျက်ဆရာတော်ပမောက္ခချုပ်ဆရာတော်ကြီးမဟာကဏ္ဍဝါစကဘွဲတစိတ်တော်ရသည်ကိုအကြောင်းပြု၍စကိုင်းမြို့ဦးကျူဒေါ်ဤမိသားစုတို့လှူဒန်းအပ်သည့်အကြောင်းကိုကဏ္ဍဝါစကမစ္စရီစသည်ဖြင့်အမိပေးထားပုံမှာစိတ်ဝင်စားပွဲပင်ထို့ပြင်စကိုင်းမြို့ဦးဝင်းမောင်ဒေါ်ကြီးစိန်မိသားစုတို့ဆောက်လုပ်လှူဒန်းအပ်သောအကြောင်းကိုစကိုင်းမှအကြောင်းတကာပထမဦးဆုံးပေါ်ပေါက်လာသဖြင့်ဇေယမစ္စရီဟု၎င်းဦးမျိုးတင်ရှမ်းဒေါ်တင်အေးဇာမနီမိသားစုတို့လှူဒန်းအပ်သောအကြောင်းကိုကမ္ဘောဇမစ္စရီဟု၎င်းမဟာသူဘောရာယုံကျောင်းတိုင်းရှင်ပညာတိကဘွဲ့မီဖြင့်စာသင်ခဲ့ပူပြီးလူဝေလဲကကျောင်းတကာဖြစ်လာသည့်ကိုတန်းလွင်မခင်အုပ်ကိုညီညီမချိုနောင်းတို့စုပေါင်းလှူဒန်းအပ်သောအကြောင်းကိုပညာမစ္စရီဟု၎င်းမစ္စရီအရင်ခံဝိသေသချမ်းရန်လျက်အမိနာမပေးပုံစနစ်မှလည်းထူးခြား၍အတူယူပွဲကောင်းလာပါသည်ထို့ကြောင့်လည်းမဟာသူဘောရာယုံကျောင်းသည်စာပေလဲတင်အကျင့်လဲပြင်တစားချင်းတိုးတက်လာခဲ့ရာဆယ်စုနှစ်4ခုရှိလာသည့်အခါပန်းပွင့်စုဝေးပန်းခိုင်နှင့်ထက်တူအဓိပ္ပာယ်ကျနေသည့်ကျောင်းတိုက်များမှလည်းအစီရီညီညီညာညာနှင့်ပညာရည်နှင့်တင်းပြတ်နေသည်ဟုဆိုခြင်းမှာတော့သည်တိရကူကပ္ပဗုဒ္ဓတက္ကသိုလ်၏ပါမောက္ခချုပ်ဆရာတော်ကြီးသည်1335ခုနှစ်1994တွင်တီဟိုတိရိလင်္ကာမှပြန်ကြွလာပြီးနောက်မဟာသူဘောရာယုံကျောင်းတိုက်တွင်ဓမ္မစတိယတန်းတွင်အထာဂရာကျမ်းများပို့ချနေခဲ့သည်ထို့နောက်1356ခုနှစ်1995တွင်တီတကူဆရာတော်ကြီးတာဝန်ပေးမှုကြောင့်
တီတကူကမ္ဘာဗုဒ္ဓတက္ကသိုလ်တွင်ပါမောက္ခချုပ်အဖြစ်တာဝန်ယူရလေသည်တီတကူကမ္ဘာဗုဒ္ဓတက္ကသိုလ်သို့လာရောက်ကြသောအမေရိကကိုရီးယားမက္ကဆီကိုဂျာမနီပြင်သစ်စသောနိုင်ငံများမှကျောင်းသူကျောင်းသားများပါဠိဘာသာနှင့်အဘိဓမ္မာဘာသာရပ်များသင်ကြားပို့ချပေးရသည် Department of Language Study ၌ English Diploma တန်းနှင့် BA တန်းများ၌ဆိုင်ရာဘာသာရပ်များကိုလည်းသင်ကြားပို့ချပေးရပြန်သည်ပြည်ပပညာရေးခီး8နှစ်တာကာလအတွင်းသင်ကြားခဲ့သမျှကိုပြန်လည်မျှဝေခွင့်ရခဲ့လေပြီထိုကိစ္စနှင့်ပတ်သက်၍ပါမောက္ခချုပ်ဆရာတော်ကြီးထံမေးမြန်းလျှောက်ထားခဲ့ရာတီတကူကမ္ဘာဗုဒ္ဓတက္ကသိုလ်မှာဆရာတော်ကိုဘလို့ကမ်းလှမ်းပြီးပါမောက္ခချုပ်တာဝန်ပေးခဲ့တာလဲဖေဟာတီဟိုကပြန်လာတဲ့အခါကျတော့တီတကူဆရာတော်ကြီးမှာတီတကူရေစီမံကိန်းပဲရှိသေးတာနောက်ရေစီမံကိန်းအောင်မြင်သွားတော့ဆရာတော်ကြီးကဆေးရုံဆက်ဆောက်လှူပြန်နေအဲ့ဒီမှာဖုံဖုံကိုအင်္ဂလိပ်စာလာသင်ပေးပါအောင်လို့ပြောတော့ဆရာတော်ကြီးရဲ့တီတကူကျောင်းကိုသွားပြီးတစ်ပတ်တစ်ခါနှစ်ခါလောက်အင်္ဂလိပ်စာသွားသင်ပေးခဲ့တယ်အဲ့ဒီကနေတခါဆေးရုံလုပ်တဲ့အခါဆေးရုံမှာစပြီးတော့တင်တန်းပို့ချတယ်တက်ချင်တဲ့သူတွေလာတက်ကြပေါ့အဲ့ဒီမှာတီလာရှင်တွေရောဖုန်းကြီးတွေရောလာတက်ကြတယ်အဲ့ဒီလိုနဲ့ဆေးရုံမှာတင်နေတော့မှာပဲတီတကူဗုဒ္ဓတက္ကသိုလ်ဖွင့်မယ်ဆိုတဲ့အစီအစဉ်ကိုလုပ်တယ်တီတကူဗုဒ္ဓတက္ကသိုလ်ဖွင့်ဖို့စီမံတဲ့ချိန်ကစပြီးတော့နှုတ်နဲ့ပဲတာဝန်ပေးလိုက်တာဦးမဟောတရကိုအုတ်ချုပ်ရေးတာဝန်ယူပေးပါတီယိုကပြန်လာတဲ့မိဂရာဝုံဆရာတော်ကိုတော့မော်ကွန်းတိန်တာဝန်ယူပေးပါဖုံဖုံကိုတော့ပါမောက္ခချုပ်တာဝန်ယူပေးပါပေါ့တီတူဆရာတော်ကြီးကတော့အဓိပတိပေါ့လေအဲ့ဒီလိုတက္ကသိုလ်ဦးဆောင်ဆရာတော်ဆိုပြီးတော့ဖုံဖုံတို့၄ပါးနဲ့စလိုက်ကြတာတီတကူရေးစီမံကိန်းကအဖွဲတွေပါပဲဒါပေမဲ့မြတ်ဆက်ကြာဆရာတော်ကတော့ပါမလာတော့ဘူးသူ့အစားမိဂရာဝုံဆရာတော်ပါလာတယ်မြတ်ဆက်ကြာဆရာတော်ကအပြင်မှာတရားဟောတာများတယ်သူကတော့တရားဟောတာမှာနာမည်ကြီးတယ်မြတ်ဆက်ကြာဆရာတော်ဦးလက္ခဏာကတရားဟောကောင်းတယ်ဖုံဖုံတို့တပည့်ပါပဲသူဘောရယုံကျောင်းတိုက်မှာနေသွားဘူးတယ်မြတ်ဆက်ကြာကျောင်းကသူရင်တဲခဲ့တာခုတော့သူ့တူကတာဝန်ယူတယ်အဲ့ဒီကိုတော့လက်ထက်မှာခုဆိုရင်မြတ်ဆက်ကြာကျောင်းတိုက်ကစာပေထွန်းကားလာပြီးနာမည်ကြီးလာတယ်အကမဟာဂန္ဓဝါစကပဏိတဘုဒ္ဓစိတ်တော်စက္ကခန်းရာ1358ခုနှစ်1996တွင်ပါမောက္ခချုပ်ဆရာတော်ကြီးအားနိုင်ငံတော်အစိုးရကအကမဟာဂန္ဓဝါစကပဏိတဘုဒ္ဓစိတ်တော်ကိုစက္ကလှူဒန်းခဲ့သည်ဆရာတော်ကြီးသည်မဟာသူဝရယုံကျောင်းတိုက်ကိုစာချတာဝန်ကိုလည်းမပြတ်စေရတီတကူကမ္ဘာဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်တာဝန်ကိုလည်းမချို့ယွင်းစေရစွမ်းနိုင်သမျှသာသနာတာဝန်တွေကိုအကမဟာခန္ဓာဝါစကပဏိတဗုဒ္ဓစိတ်တော်ကိုမရခင်ကတည်းကလည်းထမ်းဆောင်ခဲ့သလိုဗုဒ္ဓစိတ်တော်ရပြီးသည့်နောက်လည်းဆက်လက်ထမ်းဆောင်နေဆဲဖြစ်ပါသည်ပါမောက္ခချုပ်ဆရာတော်ကြီးအခမဟာခန္ဓာဝါစကပဏိတဗုဒ္ဓစိတ်ရရှိခဲ့ခြင်းကိုအကြောင်းပြု၍စကိုင်းမြို့မှဦးကျူဒေါ်ရီမိသားစုတို့ကမဟာသူဘောရာယုံကျောင်းတိုက်တွင်ကဏ္ဍဝါစကမစ္စည်းကျောင်းဆောင်တဆောင်ဆောက်လုပ်လှူဒန်းခဲ့လေသည်ပြည်ပခရီးကြွရပြန်ပြီစကိုင်းမြို့မဟာသူဘောရာယုံကျောင်းတိုက်တွင်စာပေတင်ကြားပို့ချခြင်းတီတကူကပ္ပဗုဒ္ဓတက္ကသိုလ်တွင်စာပေတင်ကြားပို့ချခြင်းတို့အပြင်အခြားသောသာသနာတာဝန်များနှင့်မအားမလတ်ရှိနေတော်လဲပြည်ပမှပင်ဖိတ်သဖြင့်ပါမောက္ခချုပ်ဆရာတော်ကြီးသည်မဟာသူဘောရာယုံကိုနှုတ်ဆက်ကာပြည်ပခရီးသို့ကြွရပြန်ပါပြီအမေရိကန်ပြည်ထောင်စုဘော်လီမိုးမြို့ကေလာတဝိဟာရကျောင်းတိုင်း၌အမေရိကန်ရောက်မြန်မာဗုဒ္ဓဘာသာဝင်တို့အားအဘိဓမ္မာသင်တန်းပို့ချပေးရန်ဖြစ်ပါသည်ပမောက္ခချုပ်ဆရာတော်ကြီးအားရွှေဟင်းသာဆရာတော်ကြီး၏လက်ထောက်တိုက်အုပ်ဆရာတော်ကြီးဦးတန်ဝရကကိုရောတက်တော့ဒုက္ခရောက်ပြီမဟုတ်လားဘာတန်တရတွေတက်လာတော့ကိုเจ้าကိုမနေရတော့ဘူးခရီးကြီးထွက်နေရပြီမဟုတ်လားဟုရဲရဲမောမောနှင့်ပြောခဲ့သည်ဟုဆိုသည်ပြည်ပနိုင်ငံသားများသည်အဘိဓမ္မာဘာသာရပ်ကိုအထူးစိတ်ဝင်စားကြသည်ဟုဆိုသည်ခရီးသွားဖွဲ့၍လည်းတီတကူဗုဒ္ဓတက္ကသိုလ်သို့လာရောက်၍ပမောက္ခချုပ်ဆရာတော်ကြီးထံမှအဘိဓမ္မာဘာသာရပ်ကိုလာရောက်သင်ကြားကြသည်ဟုဆိုသည်ပမောက္ခချုပ်ဆရာတော်ကြီးသည်ငယ်စဉ်73နှစ်သားဘဝကပင်အဘိဓမ္မာကိုအောင်မြင်ခဲ့ပြီးအဘိဓမ္မာဘာသာရပ်ကိုအထူးစိတ်ဝင်စားခဲ့သူဖြစ်ပါသည်ယခုအခါအိန္ဒိယတီဟိုအမေရိကန်သို့10နှစ်တာများကြွရောက်ခဲ့ပြီးအင်္ဂလိပ်စာကိုစနစ်တကျလေ့လာသင်ယူခဲ့ပြီးဖြစ်သဖြင့်မိမိကျွမ်းတဝင်ဖြစ်သောအဘိဓမ္မာဘာသာရပ်ကိုစိတ်ပါဝင်စားသူနိုင်ငံသားများနားလည်အောင်အင်္ဂလိပ်ဘာသာစကားဖြင့်ရှင်းလင်းပို့ချနိုင်ခဲ့ပြီးဖြစ်၍သာသနာပြုလုပ်ငန်းများမှလည်းယခင်ကထက်ပိုမိုကျယ်ပြန့်လာပြီဟုဆိုရမည်ဖြစ်ပါသည်အဘိဓမ္မာဒေသနာသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်တို့တွင်အထူးခြားဆုံးနှင့်အလေးနက်ဆုံးသောဒေသနာဖြစ်ပါသည်
ပါမောက္ခချုပ်ဆရာတော်ကြီးသည်အဘိဓမ္မာမြတ်ဒေသနာကိုတရားတော်ထဲတွင်မြတ်စွာဘုရားတရားတော်ကိုခွဲခြမ်းစိတ်ပြပြီးတော့ကြည်ရင်မြတ်စွာဘုရားစကားတော်ဟာဓမ္မနဲ့ဝိနည်းနှစ်မျိုးရှိတယ်ဓမ္မလို့ဆိုတာကတဘာဝတရားတွေကိုပြောတာတဘာဝတရားတွေကိုရည်ညွှန်းပြီးတော့ဟောပြောတာကဓမ္မဝိနည်းဆိုတာတန်ဃာတွေတန်ဃာအဖွဲ့အစည်းမှာလိုက်နာရမယ့်စီမင်းစည်းကမ်းတွေသတ်မှတ်ထားတာကိုခေါ်တယ်မြတ်စွာဘုရားတရားတော်ကိုအနှစ်ချုပ်ပြီးတော့ပြောမယ်ဆိုရင်ဓမ္မနဲ့ဝိနည်းဒီနှစ်ခုရှိပါတယ်အဲ့ဒီဓမ္မဆိုတဲ့အထက်မှာဘာတွေပါတော့ဆိုရင်သုတ်တန်တရားတော်နဲ့အဘိဓမ္မာတရားတော်တွေပါတယ်ဓမ္မမှာအဘိဆိုတဲ့စကားလုံးမပါရင်ဓမ္မတတ်ဆိုတာသုတ်တန်တရားတွေကိုရည်ညွှန်းတယ်အဘိဓမ္မာဆိုတာထူးခြားလေးနက်တဲ့အဘိဓမ္မာဒေသနာတော်ကိုရည်ညွှန်းပါတယ်ဒါကြောင့်ဓမ္မကိုသုတ်တန်တာဓမ္မနဲ့အဘိဓမ္မာရဲ့လို့နှစ်မျိုးခွဲလိုက်ပြီးဘုရားရှင်ဟောတော်မူခဲ့တဲ့ဓမ္မနဲ့ဝိနည်းကိုဝိနည်းရဲ့သုတ်တန်တရရဲ့အဘိဓမ္မာရဲ့လို့သုံးမျိုးခွဲလိုက်တဲ့အခါကျတော့ဒါကိုပိဋကတ်သုံးပုံလို့ခေါ်ကြတယ်ပိဋကဆိုတဲ့စကားလုံးကိုအများသိနေကြတာတော့ချင်းတောင်းဆိုတဲ့အဓိပ္ပာယ်ပဲအင်္ဂလိပ်လိုပြန်ဆိုတဲ့အခါ basket လို့ပြန်ကြတယ်အဲ့ဒီတော့ပိဋကသုံးပုံကို3 basket လို့ပြန်လိရှိတယ်သို့တော့ပိဋကဆိုတာချင်းတောင်းလို့သာအဓိပ္ပာယ်ရတာမဟုတ်ဘူးတင်ယူရမယ့်ကျမ်းစာလို့လဲပိဋကတရားကဟောတယ်ဒါကြောင့်မို့တခြားနည်းနဲ့လဲအင်္ဂလိပ်လိုဘာသာပြန်ဖို့သင့်နေပေါ့ပိဋကဆိုတာတင်ယူရမယ့်ကျမ်းစာ test to be learned လို့အဓိပ္ပာယ်ရတယ်အဲ့ဒီတင်ယူရမယ့်ကျမ်းစာကို၃မျိုး၃စားခွဲထားတယ်တန်ခါအဖွဲ့အစည်းလိုက်နာရန်စီမင်းစည်းကမ်းတွေအနေနဲ့ဟောထားတာကဝိနည်းတဘာဝတရားတွေကိုလောကဝေါဟာရနဲ့တင်ပြီးတော့လှုပ်တဲ့မလှုပ်တဲ့ဘယ်ရာဟာလှုပ်တဲ့နဲ့ဘယ်ရာဟာမလှုပ်တဲ့မူစသည်ဖြင့်လှုပ်တဲ့မလှုပ်တဲ့ဤဥပဒေတွေပြီးပြီးတော့ဟောတာကတုတ်တန်တအဘိဓမ္မာကြတော့လှုပ်တဲ့မလှုပ်တဲ့နာကိုမပြောတော့ဘူးတဘာဝတရားတွေဟာဆိုင်ရာအကြောင်းအရာတွေကိုမှီပြီးတော့ဘယ်ပုံဘယ်နည်းဖြစ်ပေါ်နေတဲ့ဆိုတာကိုသာဟောတယ်တဘာဝတရားတသက်ရှင်းရှင်းလင်းလင်းဟောပြောတာကအဘိဓမ္မာကိုပုဂ္ဂိုလ်နဲ့ဆက်ဆက်ပြီးမဟောဘူးတဘာဝတရားတသက်ကိုဟောတယ်လို့ဟောကြားခဲ့ပါတယ်ပါမောက္ခချုပ်ဆရာတော်ကြီးသည်သင်ယူမှုကိုအထူးတိုက်တွန်းတတ်သူဖြစ်ပါသည်မိသည့်ပညာရဲ့မဆိုသင်ယူမှတက်မြောက်ပြီးပါမှပညာရဲ့နှင့်ဆိုင်သောလုပ်ငန်းကိစ္စဝါကိုဆောင်ရွက်နိုင်မည်အထူးသဖြင့်ဝိပဿနာအားထုတ်ခြင်းသည်ပညာရဲ့ဆိုင်ရာလုပ်ငန်းကိစ္စကိုလက်တွေ့ဆောင်ရွက်ခြင်းဖြစ်သဖြင့်ထိုလုပ်ငန်းကိစ္စမလုပ်မီရှေးဥစွာဝိပဿနာပညာအတွက်ထောက်ပံ့ကောင်းဖြစ်သောအဘိဓမ္မာဒေသနာကိုစနစ်တကျသင်ယူစေလိုသည်မှာဆရာတော်ကြီး၏ဂရုဏာတရားနှင့်ရှင်သောဆန္ဒတော်ဖြစ်ပါသည်ဆရာတော်ကြီးသည်စင်ကာပူသို့ရောက်ခိုင်လူငယ်ပရိသတ်တို့ကဆရာတော်ကြီးအားဤသို့မေးခဲ့ပူပါသည်ဆရာတော်ဖျားအဘိဓမ္မာဘာသာရပ်သည်ဘဝ၌မိမြအရေးပါကြောင်းတပည့်တော်အားဖြေကြားပေးတော်မူပါဗျာတို့ခါပါမောက္ခချုပ်ဆရာတော်ကြီး၏ပြန်လည်ဖြေကြားချက်သည်တိုရှင်းရှင်းနှင့်ထိထိမိမိရှိလာသဖြင့်လွန်စွာမှတ်သားဖွယ်ကောင်းလာပေသည်ဆရာတော်ကြီးကထမင်းဟာဘလောက်အရေးပါတယ်ဆိုတာသိတယ်မဟုတ်လားသိပါတယ်ဖေဟာထမင်းမစားရရင်ဘလို့နေမလဲဗိုက်စာမှာပေါ့အဲ့ဒီလိုပဲဘဝခီးမှာကိုနားလေဖို့ပတ်ဝန်းကျင်ကိုနားလေဖို့ဆိုတာအဘိဓမ္မာဘာသာရပ်ဟာအလွန်အရေးကြီးတယ်ဘဝခီးကိုရှင်းရှင်းလင်းလင်းသိဖို့ဆိုပါစို့ကိုစိတ်ကြောင့်ကိုလစ်လာခြင်းနဲ့ဆိုရင်ကောင်းတဲ့စိတ်လားမကောင်းတဲ့စိတ်လားသိဖို့ရာအဘိဓမ္မာကိုလစ်လာမှပိုပြီးသိတယ်အဘိဓမ္မာဟာ analyze လုပ်တဲ့ပညာရဲ့တစ်ခုပဲ analyze လုပ်တဲ့မှခွဲခြမ်းစိတ်ဖြာပြီးတော့သိတာအနတ္တသဘောတရားကိုလည်းအဘိဓမ္မာလေ့လာခြင်းဖြင့်ပိုပြီးထင်ရှားစေတယ်ပေါ့ဗုဒ္ဓဘာသာဝင်ဖြစ်လာလို့ရှိရင်ဝိပဿနာကျင့်စဉ်ရဲ့အခြေခံအကျဆုံးဖြစ်တဲ့အဘိဓမ္မာဘာသာရပ်ကိုလေ့လာထားရမယ်ဒါဟာအရေးကြီးတယ်ပေါ့အထူးသဖြင့်ဘဝမှာအဘိဓမ္မာသင်ထားတဲ့အတွက်ကြောင့်ကိုယ့်ဘဝရဲ့အဓိပ္ပာယ်ကိုပိုနားလည်လာတယ်ကိုယ်အကြောင်းကိုနားလည်လာတယ်လောကမှာမေးလာရင်မင်းအကြောင်းမင်းသိလားဆိုတော့ဩသိတာပေါ့ဘယ်မြို့မှာမွေးတာအမေကဘသူဖေကဘသူနာမည်ကဘသူဒီလောက်ပဲပြောနိုင်မယ်မဟုတ်လားမင်းဘဝဘယ်ကလာတယ်ဆိုတဲ့ question ကိုဘယ်လိုဖြေမလဲဘယ်ကလာတာတော့ဘယ်ကိုသွားမှာတော့ဆိုတဲ့မိကွန်းကြတော့မဖြေနိုင်တော့ဘူးလေဒီတော့အဘိဓမ္မာတက်ထားတဲ့ပုဂ္ဂိုလ်ဟာရှင်းရှင်းကြီးကိုယ့်အကြောင်းနဲ့ကိုနားလည်မှုရှိတယ်ပေါ့ကိုယ့်အကြောင်းကိုနားလည်ခြင်းနဲ့ကိုယ့်ဘဝကိုနားလည်ခြင်းနဲ့ကိုယ့်စိတ်ကိုနားလည်ခြင်းနဲ့စိတ်ထဲမှာထားရမယ့်စိတ်မထားရမယ့်စိတ်ကိုနားလည်ခြင်းနဲ့ဆိုရင်ဒါတွေနားလည်မှဘဝဟာပိုပြီးအဓိပ္ပာယ်ရှိတယ်ဘဝဟာပိုပြီးအဓိပ္ပာယ်ရှိဖို့အတွက်အဘိဓမ္မာဘာသာရပ်ဟာအရေးကြီးတယ်လို့ဒီလိုပြောရမှာဖြစ်တယ်
အဘိဓမ္မာဆိုဒီမှာနည်းနည်းတိမ်မွေးတဲ့ဓမ္မနည်းနည်းတိမ်မွေးတဲ့ဒေသနာပဲရုပ်တရားနံတရားတွေနဲ့ပတ်သက်ပြီးသိရှိဖို့ဝိပဿနာကျင့်စဉ်တွေကျင့်ဖို့လည်းပဲအဘိဓမ္မာဘာသာရပ်ဟာအထောက်အကူအများကြီးဖြစ်တယ်ပေါ့ Analytical knowledge of mind and matter အထောက်အကူပြုတဲ့ဘာသာရပ်တစ်ခုဖြစ်တယ်ဒါကြောင့်မို့အဘိဓမ္မာကိုနားလည်ခြင်းဖြင့်ကုသိုလ်အကုသိုလ်ကိုနားလည်ပြီးဘဝမှာအမှားနေသွားတယ်အမှားနေပြီးအမှန်လုံနိုင်မှာဖြစ်ခြင်းကြောင့်အဘိဓမ္မာဟာအင်မတန်ရေးကြီးပါတယ်လို့ပြောပြရစီပမောက္ခချုပ်ဆရာတော်ကြီးအဘိဓမ္မာသင်တန်းများကိုတက်ရောက်ခဲ့ကြပြီးဘဝမြင်ပြောင်းလဲသွားကြသူများအသက်မွေးဝမ်းကြောင်းနှင့်စီးပွားရှာပုံပြောင်းသွားကြသူများအပြောဆိုနေထိုင်ပြုမှုပြောင်းလဲသွားကြသူများကုသိုလ်တရား၌သာမွေ့လျော်ပြီးအကုသိုလ်တရားဘက်သို့ခြေဦးမလဲ့ခြင်းကြတော့သူများ၏အကြောင်းကိုဟိုတစဒီတစသတင်းစကားများကြားနာရသည်မှာဝမ်းမြောက်ပီတိဖြစ်เสียပင်တို့ပြင်ဗိဓမာတင်ယူထားခြင်းကြောင့်ကမ္မထမ်းဆရာတို့ဆရာယောင်များတရားတို့တရားယောင်များ၏ဖျားယောင်သွေးဆောင်မှုမှလွန်ငင်းချမ်းသာခွင့်ရခဲ့ကြသောယောဂီများ၏အကြောင်းကိုကြားရသိရ၍လည်းကြည်နူးပီတိဖြစ်ရသည်ဤသို့ဖြင့်ပမောက္ခချုပ်ဆရာတော်ကြီးသည်အဘိဓမ္မာမြတ်ဒေသနာကိုအမေရိကန်ပြည်ထောင်စုဘော်လီမိုမြို့ကေလာတဝိဟာရကျောင်းတိုင်း၌မြန်မာဗုဒ္ဓဘာသာဝင်တို့အားအဘိဓမ္မာသင်တန်းပို့ချခဲ့ပြီးနောက်1358ခုနှစ်1990တွင်မဟာသူဝရယုံကျောင်းတိုက်သို့ပြန်လည်ကြွရောက်ခဲ့လေသည်ဟုတ်ကဲ့ပါရှင်အခုဖတ်ပြပေးသွားခဲ့တာကတော့ဆရာမြတ်တန်းဆန်ရေးသားပူဇော်ထားတဲ့ပမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာပြည့်ဝင်သားဤဘဝခရီးနဲ့ဓမ္မစီမီဆိုတဲ့စာအုပ်ကောင်းကလေးဖြစ်ပါတယ်ရှင်။ကြံရှိနေသေးတဲ့အပိုင်းဆက်များစွာကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက် channel လေးကို like and subscribe လုပ်ပြီးအားပေးခဲ့ပါအောင်ရှင်။အခုလိုတရားဓမ္မစာပေများကိုနားဆင်ပြီးတရားဓမ္မအသည့်တစ်ခုခုရဖို့မျှော်လင့်မိပါတယ်ရှင်။နားဆင်ပေးကြသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ကိုယ်စိတ်နှစ်ပါးအေးချမ်းကြပါစေ။တန်တရားမှလွတ်မြောက်ခြင်းတရားကိုကျင့်ကြံအားထုတ်နိုင်သူများဖြစ်ကြပါစေရှင်။